ဒီတခါကျွန်တော်ပြချင်တာကဒီထိုင်ဝမ်မှာခလေးလူကြီးလူငယ်မရွေးပေါ့နော်သူတို့ရဲ့ပိတ်ရက်တီမှာသူတို့ဒီအရုပ်ကောက်တဲ့ဆိုင်တွေကိုတွားပြီးတော့သူတို့ဘယ်လိုလဲဆိုတော့အပျော်သဘောမဟုတ်ဘူးပေါ့နော်ပြောရမယ်ဆိုရင်စီးပွားဖြစ်အရုပ်ကောက်ကြတဲ့အကြောင်းကျွန်တော်ပြချင်တာပေါ့ဒီအရုပ်ကောက်တဲ့လုပ်ငန်းကလည်းထိုင်ဝမ်မှာအတော်တွင်ကျယ်လို့ပြောရမယ်ဒီ business ကကျွန်တော်ကအခုဒီမြင်နေရတဲ့ဒီ area ဆိုရင်တော့အောက်ထပ်မှာလည်းစက်တွေအများကြီးရှိရဲအပေါ်ထပ်မှာလည်းစက်တွေအများကြီးရှိရဲbusiness ကိုတိကျအောင်လုပ်ထားတာပေါ့နော်တစ်ခါကောက်ရင်ထိုင်ဝမ်ဒေါ်လာ30ပဲပေးရတယ်ဆိုတော့သူတို့ငွေကြေးနဲ့တွက်မယ်ဆိုရင်တော့30ကတော့ဘာမှမပြောပလောက်ဘူးပေါ့နော်ဒါပေမဲ့သူတို့အပန်းဖြေမှုလည်းရတယ်နောက်တစ်ခုကသူတို့ကောက်လို့ရတယ်ဆိုလဲပစ္စည်းတွေရတယ်30ထက်တန်တဲ့ပစ္စည်းမျိုးရတာပါဆက်ထဲမှာထည့်ထားတဲ့ပစ္စည်းတွေရတဲ့မျိုးစားစုံပါတယ်အစားအသောက်တွေလည်းတစ်ခါလေးထည့်ထားပါတယ်အစားအသောက်ထည့်ထားရင်လည်းရှိရဲအသုံးဆောင်ပစ္စည်းအယုတ်တွေအဲ့လိုမျိုးတချို့ accessory တွေရအစားပေါ့နော်ထည့်ထားတာကြီးအစုံရှိပါတယ်ကောက်တက်တဲ့သူတွေဆိုရင်အတွက်ကတော့အရန်ကိုတန်ပါတယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့30တကယ်လို့ကိုကကောက်တက်တယ်ဆိုရင်30ထက်တန်တဲ့ပစ္စည်းမျိုးကိုရတာပါအဲ့တော့သူတို့တွေကကောက်နေကြပုံစံမျိုးတွေဖြစ်တော့တချို့ဆိုရင်မိသားစုအလိုက်လာကောက်ကြတာရှိပါတယ်အဲ့လိုမျိုးအထုပ်တွေပေါ့နော်အမှကျွတ်အထုပ်တွေနဲ့ကင်ထားတာသူတို့ကောက်ထားတဲ့ပစ္စည်းတွေပါလိုက်ကောက်ကြတာပါ30ထည့်ပြီးတော့သူတို့ရအောင်ကောက်ကြတာပေါ့နော်တချို့မိသားစုတစုဆိုရင်သူတို့ကောက်ထားတာချင်းတောင်းနဲ့အပြည့်ပါပဲဒီလိုမျိုးအထုပ်တွေပေါ့ဒါဟာသူတို့ကောက်သွားတာပါဒါဆိုရင်ကျွန်တော်တို့တာဘာမြောက်လို့ပြောလို့ရတယ်သူတို့ကောက်ထားတာတစ်ထလုံးဒီဟာဆိုရင်ဒါသူတို့မိသားစုပေါ့နော်မိသားစုလိုက်ကောက်ထားတာအဲ့ချင်းတောင်းအပြည့်ပါကောက်ထားအဲ့တော့ဘလောက်သူတို့ကျွမ်းကျင်နေဆိုတာကိုတွေ့တယ်ပေါ့နော်ဒါကျွန်တော်တို့အခုဒါအပေါ်တက်ကိုထပ်တွက်သွားတာပေါ့နော်အဲ့တော့အပေါ်တက်မှာတစ်ချက်လိုက်ကြည့်ကြည့်ပါဒီပေါ်တက်မှာလည်းကျွန်တော်စက်တွေအများကြီးရှိပါတယ်တချို့ကလေးလေးဆိုရင်ကျွန်တော်တို့အရွယ်နေမမျှဘူးပေါ့နော်တော်တော်လေးကိုကောက်တက်တယ်လာကောက်ကြပါတော့သူတို့ရဲ့အကြောင်းပေးရမှာလာကောက်ကြတဲ့ကလေးတွေလည်းရှိတယ်30ဖက်ပြီးတော့တချို့မိဘကြီးကလည်းကျွန်တော်တို့အကျွေးစီ10စီလောက်ပေးလိုက်တဲ့အခါမှာသူတို့ကလေးတွေကျွမ်းကျင်မှုရပါတော့သူတို့စားခြင်းနဲ့မဟုတ်သူတို့လိုချင်တဲ့ပစ္စည်းဆိုရင်ချောင်းကောက်ကြတော့ရအောင်ကောက်ကြတော့ကျွန်တော်တို့ဂိမ်းကစားနည်းတစ်ခုလိုမျိုးဖြစ်နေတာပေါ့နော်အဲ့တော့ပတ်စံနဲ့အကုန်ကြားတက်တာတယ်တေချာကောက်တတ်တယ်ဆိုရင်လည်းအဲ့တော့အကျွေးစီ30ထက်တန်ဖိုးထက်ပိုပြီးတော့ရတဲ့ပစ္စည်းရှိတယ်ပေါ့နော်အဲဒါကြောင့်မို့သူတို့ဒီထိုင်ဝမ်မှာဒီလိုရုပ်ကောက်တဲ့နေရာကြီးကအကြီးကြီးရှိကြတယ်နေရာတိုင်းမှာလည်းရုပ်ကောက်ဆက်တွေရှိတယ်ဒါကို business တစ်ခုအနေနဲ့လုပ်ကြပါဘောเนาะအဲ့တော့ဒီဆိုင်လေးဆိုရင်ကျွန်တော်ခုနကပြလိုမျိုးပဲအောက်ထပ်မှာလည်းအခြေကြီးပါဆက်တွေလည်းအများကြီးအပေါ်တက်မှာလည်းအများကြီးနဲ့ဖွင့်ထားပါလေဆိုတာကိုပြပေးလိုက်ပါလေ